အာနာဆိုတာကလေတော်တော်ရှုပ်ထွေးတဲ့ကစားပွဲကြီးတစ်ခုပါအဲ့ဒီကစားပွဲကိုနိုင်ခြင်းနဲ့ဆိုရင်တော့တီကိုတီထားရမယ့်စီမင်းနေရှိတယ်ပေါ့ဒီနေ့မှာတော့အဲ့ဒီအထဲကမှပထမဆုံး၄ချက်ကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်တယ်လောကကြီးမှာလေအောင်မြင်မှုဆိုတာကိုနောက်ွက်ကနေထိန်းချုပ်နေတဲ့မျက်စိနဲ့မမြင်ရတဲ့စီမင်းတွေရှိနေရဆိုတာကိုသတိထားမိကြလားဒီစီမင်းတွေကပဲလူတချို့ကိုထိတ်ဆုံးကိုတွန်းပို့ပြီးတော့တချို့ကိုတော့နောက်မှပဲခြံထားခဲ့တာပါဒီနေ့မှာတော့အထက်ကအနေနဲ့အာနာရဲ့အခြေခံစီမင်းတွေကိုပြောပြသွားမှာပါပြီးတော့ကိုယ့်အထက်လူကြီးထက်ဘယ်တော့မှမသားအောင်နေရမယ်ကြောင်းမိတ်ဆွေတွေရန်သူတွေကိုဘယ်လိုကင်တွယ်မလဲဆိုတာရဲ့ကိုယ့်ရည်ရွယ်ချက်အမှန်ကိုဖုံးကွယ်ထားဖို့နဲ့စကားနဲ့ချင်းရဲ့အစွမ်းနောက်ဆုံးမှာတော့ဒီပွဲကိုဘယ်လိုကစားမလဲဆိုတာတွေကိုဆွေးနွေးသွားကြပါမယ်ကဲအာနာရဲ့ကစားခွင်းတွေကိုတကယ်ဝင်ကြည့်လိုက်ကြရအောင်ဒီကစားခွင်းမှာလေလူတွေထင်တယ်လို့တရားမျှတမှုတို့ပါတော့ထက်လူစစ်တဘာဝနဲ့မဟာဖြူဟာကပိုအရေးကြီးပါတယ်ဒီစီးမင်းတွေကနားထောင်ရတာတော့တမျိုးကြီးဖြစ်နိုင်တယ်ဒါပေမဲ့ဒါလေးကိုတေချာနားလည်ထားမှသာကိုကာကွယ်နိုင်မှာပါပထမဆုံးဥပဒေထားကတော့လေအားလုံးဒီပါကြုံဖူးကြတဲ့လုပ်ငန်းခွင်မှာအရေးကြီးဆုံးဆက်ဆံရေးတစ်ခုဟုတ်တယ်အထက်လူကြီးနဲ့ကိုကြားကအားပြိုင်မှုကိုလေ့လာကြည့်မှာပါကိုရဲ့အရေးချင်းကပဲကိုအတွက်ဘလို့ပြန်ပြီးအန်တရယ်ဖြစ်လာနိုင်တယ်လဲဆိုတာကိုတွေ့ရပါလိမ့်မယ်ပထမဥပဒေသားကတော်တော်ရှင်းပါလေတခင်ထက်ဘယ်တော့မှမသားစိနဲ့တဲ့ဒါဆိုရင်စိတ်မားစရာဖြစ်လာပြီးကိုရဲ့အစွမ်းအစကိုပြတာကဘာလို့အောင်မြင်မှုမရပဲကြာရှုံးမှုကိုတော့ယူလာနိုင်ရတာလဲအကြောင်းရင်းကိုကြည့်ကြရအောင်ဒီဥပဒေထိရဲ့အဓိကအချက်ကထင်ထားတာနဲ့တက်တက်ပြောင်းပြန်ပြီးကိုကတော့ကြောင်ထက်မြက်ကြောင်ပြလေလေအန်ဒီရများလေလေပါပဲတကယ်တော့လေကိုအထက်လူကြီးကိုပို့ပြီးထက်မြက်တယ်လို့ခံစားရအောင်လုပ်ပေးလိုက်တာကမှအာနာရဲ့အမြင့်ဆုံးကိုရောက်စေမယ့်နည်းလမ်းဖြစ်နေတာဆိုလိုတာကကိုကအရေးမှနှိပြီးတော့သူတို့ကိုအလင်းရောင်ပေးရမှာပေါ့ဒီဥပဒေထရဲ့အရင်မြစ်ကလူတိုင်းမှာရှိတဲ့စိတ်ခံစားမှုတစ်ခုပါပဲအဲ့ဒါကတော့မလုံခြုံမှုဆိုတာကြီးပေါ့ယာဒူကြီးတဲ့သူတွေအာနာရှိတဲ့သူတွေကသူတို့နေရာကိုအမြဲတမ်းလုံခြုံတယ်လို့ခံစားကြကြတယ်အဲ့ဒီအချိန်မှာကိုရဲ့ထမျက်မှုကသူတို့တို့ချင်းချုံမှုတစ်ခုလိုဖြစ်သွားပြီးတော့မနာလိုမှုနဲ့ကြောက်ရွံ့မှုကိုမရည်ရွယ်ဘဲနဲ့ကိုတွားပြီးနိုးဆိုးမိတယ်လို့ဖြစ်သွားနိုင်တယ်ဒါဆိုဒီဥပဒေခရာကိုဒီနေ့ခေတ်လုပ်ငန်းခွင်မှာဘလို့အသုံးချမလဲညီလန်းလေးတွေရှိပါတယ်ဥပမာကိုရဲ့အကောင်ဆုံး idea တွေကိုဒါ boss ရှိကြရတဲ့ idea ပါလို့ပြောလိုက်တာမျိုးပေါ့ပြီးတော့သူတို့ရဲ့အကူအညီတောင်းလို့ရအောင်တမဲတကအန်တီယာမရှိတဲ့အမားသေးသေးလေးတွေလုပ်ပြတာမျိုးနောက်တစ်ခုကတိုက်ရိုက်ကြီးတော်လိုက်တာလို့ချီကျူတာထက်တွယ်ဝိုက်ပြီးတင်းတင်းမွေ့မွေ့လေးချီကျူတာမျိုးလေးကပိုပြီးအလို့ဖြစ်ပါတယ်โอเคအထက်လူကြီးနဲ့ဆက်ဆံတွေကိုနားကျသွားပြီးဆိုရင်နောက်တစ်ဆင့်ကကိုဘေနာကလူတွေပေါ့မိတ်ဆွေတွေနဲ့ရန်သူတွေကိုဘယ်လိုကင်တွယ်မလဲဆိုတာလာပါပြီဥပဒေထတူကအာနာကစားပွဲမှာဘသူကိုယုံရမလဲဆိုတဲ့အန်ဒရီများတဲ့မိခွန်းကိုဖြည့်ရှင်းပေးပါလိမ့်မယ်ဒုတိယဥပဒေတကတော့နားထောင်လိုက်ရင်နည်းနည်းတော့ထိတ်လန့်စရာကောင်းနိုင်တယ်။ဘာလဲဆိုတော့မိတ်ဆွေတွေကိုအလွန်အကျွမ်းမယုံကြည်နဲ့ရန်သူတွေကိုဘယ်လိုအသုံးချရမလဲဆိုတာသင်ယူပါတယ်။ဒါကကျွန်တော်တို့ယုံကြည်မှုနဲ့သစ္စာဆောင်တည်မှုအပေါ်မှာထားရှိတဲ့အမြင်ကိုတဲ့ကြီးစိန်ခေါ်လိုက်တာပါပဲ။ကဲဒီနှစ်ခုကိုနိုင်ရှင်းကြည့်ကြရအောင်။မိတ်ဆွေတွေနဲ့အလို့လူချင်းရဲ့စိတ်ပိုင်းဆိုင်ရာအန်တရယ်တွေနဲ့ရန်တွေကိုအသုံးပြုခြင်းရဲ့မဟာဗျူဟာမြောက်အားသာချက်တွေပေါ့။ဆိုလိုရင်းကတော့မိတ်ဆွေတွေကပိုရင်းနှီးလေမနာလိုဝန်တိုစိတ်ကြောက်သစ္စာဖောက်ဖို့ပိုလွယ်ကူနိုင်တယ်တဲ့ဒါပေမဲ့ရန်သူဟောင်းတယောက်ကတော့သူ့ကိုယ်သူတက်တက်ပြစရာတဲ့ပိုရှိနေတဲ့အတော့ပိုပြီးသစ္စာရှိတဲ့မဟာမိတ်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်အေဗရာဟမ်လင်ကွန်ရဲ့ဒီစကားတော်တော်လေးအထိပဲရှိတယ်ကျွန်တော်ရန်သူတွေကိုမိတ်ဆွေဖြစ်အောင်လုပ်လိုက်တဲ့အခါသူတို့ကိုကျွန်တော်မဖြတ်စီမိဘူးလားတဲ့ဆိုလိုတာကရန်သူတယောက်ကိုမဟာမိတ်အဖြစ်ပြောင်းလဲလိုက်တာကသူ့ကိုအမြင့်ဖြတ်တိုက်ထုတ်လိုက်တာတဲ့ပိုပြီးအစွမ်းထက်တဲ့အံပွဲတစ်ခုပါပဲဘာလို့လဲဆိုတော့သူတို့ရဲ့သစ္စာဆောင်တည်မှုကခင်မင်မှုထက်ကျေးဇူးတင်စိတ်ပေါ်မှာတိဆောက်ထားလို့ပါပဲဟုတ်ပြီဘသူကိုယုံကြည်ရမလဲသိပြီအဲ့နောက်မှာတော့သူတို့ကိုဘာတွေပြောပြတင်လဲဘာတွေမပြောပြတင်လဲဆိုတာလာပါပြီတတိယဥပဒေသားကတခြားသူတွေအမြင်ကိုထိန်းချုပ်ဖို့အတွက်အစွမ်းထက်ဆုံးလက်နက်တစ်ခုဖြစ်တဲ့ဖုံးကွယ်ခြင်းအကြောင်းကိုရှင်းပြပါမယ်ဥပဒေသား၃ကတော့ရှင်းရှင်းလေးပဲကိုယ့်ရည်ရွယ်ချက်တွေကိုဖုံးကွယ်ထားပါတဲ့စဉ်းစားကြည့်လေကိုယ့်ရဲ့နောက်တဲ့လမ်းကိုတခြားသူတွေမခံမနိုင်တဲ့အခါသူတို့ကဘယ်လိုခုခံကာကွယ်ဖို့ပြင်ဆင်နိုင်တော့မလဲဒါကမဟာဗျူဟာရဲ့အသာစီးရစေတဲ့အဓိကအချက်ပဲဒီဥပဒေသားကဘာလို့ဒီလောက်ထိရောက်ရတာလဲသိလားအခြေခံလူတဘာဝကြောင့်ပဲလူတွေကအပေါ်ရမြင်ရတာကိုယုံကြည်လေးရှိတယ်မျက်စိရှိမှမြင်နေရနား၌ကြားနေရတာကိုပဲအရင်ယုံလိုက်ကြတာဘာလို့လဲဆိုတော့အရာရာတန်းကိုတန်တရားဝင်ပြီးလိုက်တွေးနေရတာကသူတို့ပင်မိုင်းပြီးကြောက်စရာကောင်းတယ်လေ
ဒီမှာတော့လေကိုရည်ရွယ်ချက်တွေကိုဖုံးကွယ်တဲ့အသက်ပညာကိုလက်တွေ့ကျင့်သုံးမှုအဆင့်၄ဆင့်ရှိရဲ့ဒါကညှိနှိုင်းဆွေးနွေးမှုတွေနဲ့ရုံးတွင်းနိုင်ငံရေးအထိအသုံးဝင်တဲ့နည်းလမ်းတွေပါပထမဆုံးကမှားယွင်းတဲ့ပင်မတစ်ခုကိုပြသည်တို့အာယုံကိုလက်ထားလိုက်တာဒုတိယကကိုယ့်ရဲ့ရည်မှန်းချက်အစစ်မှမဟုတ်တဲ့တခြားရတဲ့ကြောင့်တမင်တကာကိုအများကြီးပြောတာနောက်ဆုံးကတော့ကိုယ့်ရဲ့အတွေ့အစစ်မှန်ကိုဖုံးကွယ်ထားဖို့ဘာခန်းစားချက်မှမပြတဲ့ပိုက face ကိုသုံးတာမျိုးတွေပေါ့အဲ့တော့ရည်ရချက်တွေကိုဖုံးကွယ်ဖို့အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကဘာဖြစ်မလဲဟုတ်တယ်အဲ့ဒါကတော့စကားနည်းနည်းပဲပြောတာပါပဲဒီနေ့တော့နောက်ဆုံးဥပဒေတာကတိတ်ဆိတ်ချင်းရဲ့မယုံနိုင်စရာစွမ်းဟောက်ကိုဖော်ထုတ်ပြပါတော့မယ်စရုထဥပဒေတာကရိုးရှင်းပေမဲ့တကယ်ကိုအစွမ်းထက်တယ်လိုအပ်တာထက်အမြဲတမ်းရှော့ပြောပါတယ်ဒီဥပဒေတာကစကလုံးတွေဆိုတာအာနာကိုပေးနိုင်တယ်လို့အဲ့ဒီအာနာကိုပြန်ပြီးယူသိမ်းသွားနိုင်တယ်ဆိုတာကိုသတိပေးနေတာပဲဒီစကားကအယမ်းမှန်တယ်စကားလုံးတွေနဲ့လူတွေကိုဆွဲဆောင်မှုကြိုးစားတဲ့အခါစကားများလေလေကိုကတာမလူတယောက်လိုဖြစ်သွားလေလေပဲထိန်ချုံနိုင်စွမ်းလည်းနဲသွားလေလေပါပဲတိတ်ဆိတ်ချင်းရဲ့နောက်ကိုယ်ကစိတ်ပညာကိုကြည့်ရအောင်စကားနဲ့လေလေဘာလို့ပို့ပြီးအစွမ်းထက်လာရတာလဲအကြောင်းရင်းတွေကတော့တူတူဖြက်ဖြက်ပြောတာကချင်းချောက်နိုင်စွမ်းရှိတယ်နဲ့တိတ်ဆိတ်နေတာကတခြားသူတွေကိုမနေတတ်မထိုင်တတ်ဖြစ်စေပြီးသူတို့ဖာထစကားတွေပြောလောက်အောင်ဖိအားပေးတယ်လို့ဖြစ်ပြီးအချလက်တွေပေါက်ကြားစေနိုင်တယ်ပြီးတော့ကိုဘက်ကလည်းမိုင်းမဲတဲ့စကားတွေပြန်ပြလို့မရတဲ့စကားတွေပြောမိတာမျိုးကနေကာကွယ်ပြီးသားဖြစ်သွားတာပေါ့ကဲအခုပြောခဲ့တဲ့ဥပဒေတာ၄ခုကိုပေါင်းဆက်ပြီးတော့အချင်းချင်းဘလို့ဆက်ဆက်နေလဲဆိုတဲ့မဟာဗျူဟာမြောက်ကိရိယာအစုတစ်ခုအနေနဲ့ပြန်ကြည့်လိုက်ကြရအောင်ဒီဥပဒေတက်၄ခုကိုအတူချုပ်ပြန်ကြည့်ရရင်ပထမဆုံးတခင်ကိုမကြော်ချင်းကကိုယ့်နေရာကိုလုံခြုံစေလေဒုတိယမိဆွေထရန်သူဟောင်းကိုတုံးတာကပိုခိုင်မာတဲ့တစ္ဆာဆောင်တည်မှုကိုတိဆောက်နိုင်တယ်တတိယနဲ့ဆက်တူထကတော့ဆက်ဆက်နေတယ်ရည်ရွယ်ချက်ကိုဖုံးကွယ်ပြီးစကားအနေနဲ့ပြောချင်းကကိုကိုခမန်ရခတ်စေပြီးပိုပြီးအစွမ်းထက်စေပါတယ်အားလုံးဟာအပြန်လန်ချိဆက်နေတဲ့ကွန်ဆက်တွေပါပဲဒီဥပဒေထတွေကဒါကကောင်းတယ်ဒါကဆိုးတယ်လို့ခွဲခြားဖို့မဟုတ်ပါဘူးဒါတွေကအာနာဆိုတဲ့အရာရဲ့ဖွဲ့စည်းပုံကိုဖော်ထုတ်ပြနေတာလောကကြီးကိုပိုပြီးထိထိရောက်ရောက်တွာလာနိုင်ဖို့လူတဘာဝကိုနားလည်အောင်ကူညီပေးတဲ့ခွဲချမ်းစစ်ဖျားရေးကိရိယာတွေဖြစ်ရှုမြင်သင်ပါတယ်ဒီနေ့ကစပြီးတော့လေကိုပန်ဝင်းကျန်ကိုဒီစီမင်းနေနဲ့တတိထားပြီးကြည့်ကြည့်ပါဒီကစားပွဲကိုဘယ်သူတွေကဘယ်လိုကစားနေတယ်လဲအဲ့ဒီတဲ့ပိုအရေးကြီးတာကတော့အခုဒီစီမင်းတွေကိုတီးသွားပြီဆိုတော့ကိုယ့်ရဲ့နောက်ထပ်လမ်းကဘာဖြစ်လာမလဲ